အဲ့ရID အင်ဂျင်နီယာတော့ဖြစ်ချင်တယ်ကွာဒါပေမဲ့တို့လိုနေရနေပြီးတော့ရန်ကုန်တက်ဖို့ကြတော့နေစိတ်တွေရောစားစိတ်တွေရောねကွာအဲ့တော့စဉ်းစားအခက်တွေကွာ အေးကွာငါလည်းဆက်မှာမင်းလို့ဒါပေမဲ့ EVD ရဲ့ BTS program ကိုလေ့လာလိုက်တော့တော်တော်စိတ်ရေးသွားတယ်ကွာပြတ်တိုက်ဒီ message ကြီးကွာဒါကစတင်ရုံနဲ့တော့မဟုတ်ကွာဘယ်လုပ်ငန်းမှာလုပ်နေတဲ့ senior တွေကငါတို့ process ကြီးရဲ့အခါမှာအင်္ဂလိပ်လမ်းညွှန်လို့သူကဒီက practical တွေကို highlight ထားတာဆိုတော့ကွာနောက်တော့အတွေ့အကြုံဆက်မှန်ရမှာကွာအားလို့အနေရလာတဲ့လူတွေတက်ဖို့လည်းသူအချောင်းစီစဉ်မိသေးတယ်ကွာဈေးနှုန်းတက်တာရဲ့ဈေးနှုန်းနဲ့လည်းရမယ်ပြီးတော့အလုပ်ပါရဲ့တကယ်ရမှာကွာပြီးတော့ငါတို့ဝေချတက်နိုင်တဲ့လူတွေတက်တာကြောင့်နိုင်ငံတကာမှာသွားပြီးတော့ final year တက်လို့ရတယ်ဒါဆိုရင်တော့မိုက်ပြီအဲ့ဒါဆိုရင်ငါတို့အတွက် assignment တွေရောဘာသာရပ်တွေရောခက်ခဲနိုင်လား အဲ့ဒါအထက်ကွာငါတို့ကအပြင်းနဲ့ကြိုးစားဖို့လိုတယ်ပေါ့ HND ဆိုတာ UK စံနှုန်းနဲ့တွားမှာကွာပြီးတော့နိုင်ငံခြားမှာတော့တက်ပြီးဘွဲယူလေရသေးတယ်အခုရကောကိုယူကြီးမှုရှိရှိနဲ့ပန်းနိုင်ခိုင်မာအောင်ထားမှာကွာငါတို့အိမ်မက်တွေကတကယ်ဖြစ်မှာကွာအရေးကြီးဆုံးပိုင်းကြတဲ့အခုဇွန်လနောက်ဆုံးပတ်မှာစဖို့နဲ့ဖက်ရှောင်းမှာဆိုရင်ကွာအထူးစင်းတော့ရှိရကွာဖက်ရှောင်းနေနဲ့ပေးသွင်းရမယ်ဆိုရင်ကွန်မန်တင်နန်းကြီး82သိန်းမှာ360ပဲပေးရမယ်အပြင်ကိုတလား6သိန်းစီနဲ့12လအရေးကြသွင်းရမယ်ရှိတယ်ပြီးတော့3လတစ်ခါကို18သိန်းစီနဲ့အလေးကခွဲသွင်းလို့ရမယ်အစီအစဉ်လည်းရှိပြီကွာဒီလိုအရေးကြသွင်းရမယ်အစီအစဉ်ရှိရောငါတို့လည်းရှင်းပြရပေါ့ အဲ့ဆိုရင်ငါအခုပဲ EVD background ကိုဆင်းသွားပြလိုက်တော့မယ်